ကျွန်တော်နဲ့ကျွန်တော်ညီဟာအားကောင်းတဲ့စနစ်နှစ်ခုကိုမမျှော်လင့်ပဲရရှိခဲ့ကြတဲ့တစ်ခုကအရာရာကိုအစတရားချက်ပေးနိုင်တဲ့စနစ်ဖြစ်ပြီးနောက်တစ်ခုကတော့အစတရားကျုပ်ပေးနိုင်တဲ့စနစ်ပဲအတိတ်ဘဝတုန်းကညီဖြစ်သူကရေမောပြီးအစတရားကျုပ်တဲ့စနစ်ကိုရွေးချယ်ခဲ့လို့ကျွန်တော်ကကြံနေတဲ့အစတရားချက်တဲ့စနစ်ကိုပဲယူခဲ့ရတယ်ဒါပေမဲ့မထင်မှတ်ပဲ3ရက်ကြာမှကဘာပြတ်မတက်မိုးတဲထန်စွာရွာသွန်းတဲ့ကပ်ပေးကြီးဆက်ရောက်လာပြီးလူတိုင်းအိမ်ထဲမှာပဲပိတ်မိတာရိတ်ခါပြဿနာကအကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာခဲ့တယ်ကြကျွန်တော်ဟာချက်ထွင်တဲ့စနစ်ကိုတုံးပြီးရှိသမျှရိတ်ခါတွေကိုအစတရားချက်ကချွေတာစားသုံးရင်းမောင်နှမ2ယောက်ကပ်ပေးကိုကြော်ဖြတ်ခဲ့ကြတယ်ဒါပေမဲ့မိုးတက်မုန်တိုင်းတွေပြီးဆုံးသွားတဲ့အခါမှာတော့ကျွန်တော်အသက်ထက်မကကာကွယ်ဆောက်ရှောက်ခဲ့တဲ့ညီရင်းခောက်ကကျွန်တော်ကိုအထက်မြင့်အဆောက်အဦပေါ်ကနေအောက်ကိုတွန်းချပစ်ခဲ့တယ်သူကအော်ဟစ်ခဲ့တယ်အကိုသာကျွန်တော်စီကချက်ထွင်တဲ့စနစ်ကိုလူမယူခဲ့ရင်ကျွန်တော်ဒီစနစ်နဲ့အစားအစာတွေကိုအကြီးကြီးလုပ်ပြီးလူကောတို့မိသားစုကိုကယ်တင်နိုင်ခဲ့မှာကံကောင်းထောက်မှစွာနဲ့ကျွန်တော်တကြော့ပြန်လည်ဝင်စားခွင့်ရခဲ့တယ်ဒီတစ်ချိန်မှာတော့ညီဖြစ်သူကကျွန်တော်ထက်အရင်ဦးအောင်ပြေးပြီးချက်ထွင်တဲ့စနစ်ကိုလူယူလိုက်တယ်အဲ့ဒီအချိန်မှာပဲသူလည်းပြန်လည်ဝင်စားလာမှန်းကျွန်တော်ချက်ချင်းရိပ်မိလိုက်ပြီးစိတ်ထဲကနေခက်ပြုံးပဲရေမောလိုက်တယ်ကျွန်တော်ကကျုံတဲ့စနစ်ကိုသုံးပြီး9နှစ်စာလုံလောက်မဲ့အစားအစာတွေကိုကျုံပစ်လိုက်တယ်လို့ကိုယ်ခန္ဓာကိုယ်ပါကျုံလိုက်ပြီးလူတိုင်းရဲ့မြင်ကွင်းကနေပျောက်ကွယ်သွားဖို့ဆုံးဖြတ်လိုက်တော့တယ်ကဲမင်းတို့ကြိုက်တဲ့စနစ်ကိုရွေးချယ်ကြပါဒီစကလုံးနဲ့ဒီမြင်ကွင်းကဘာလို့ဒီလောက်တောင်ယဉ်နေရတာလဲကျွန်တော်အုံနောက်တွေဝေဝါးနေတော့ပဲကျွန်တော်ခုနတင်ပဲညီဖြစ်သူရဲ့တိုးချမှုကြောင့်အထက်မြင့်ပေါ်ကပြုတ်ကျနေခဲ့တာမဟုတ်ဘူးလားခဏကြာမှာတော့လေဟာနယ်လည်းပြုတ်ကျခဲ့တဲ့ခန်းစားချက်ကြီးစီကနေတတိပြန်ဝင်လာခဲ့တဲ့ညီဖြစ်သူကလည်းကြောင်အန်းဖြစ်သွားပြီးနောက်ချက်ချင်းပဲအော်ပြောလိုက်တယ်ကျွန်တော်ချက်ထွင်တဲ့စနစ်ကိုယူမယ်ညီဖြစ်သူကကျွန်တော်ကိုမှန်တက်တဲ့မျက်လုံးတွေနဲ့ကြည့်နေပြီးသူ့မျက်ဝန်းထဲကဝမ်းသာအားရဖြစ်မှုကိုဖုံးကွယ်မထားနိုင်ခဲ့ဘူးကျွန်တော်ချက်ချင်းပဲသဘောပေါက်သွားတယ်ငါတကယ်ပဲပြန်လည်ဝင်စားလာခဲ့ပြီးညီကို2ယောက်စနစ်ရွေးချယ်ရမယ်နေ့ရက်ကိုပြန်ရောက်လာတာပဲကျွန်တော်စိတ်ထဲကနေအေးဆက်စွာနှာခေါင်းရှုပ်လိုက်တယ်မင်းကမင်းရဲ့လူကောကိုဒီလောက်တောင်တန်ရောစင်ကြည့်ပြီးမင်းအသက်ကိုကယ်ခဲ့တဲ့အကိုအရင်ကိုကြာရန်သူလိုမုန်းတီးနေမှာတော့ဒီတစ်ချိန်မှာတော့မင်းကိုငါလုံးဝဂယူဆိုင်တော့မှာမဟုတ်ဘူးကျွန်တော်ပျော်လွန်နေတဲ့ညီဖြစ်သူကိုကြည့်ပြီးအေးဆေးဆေးပဲပြောလိုက်တယ်ဒါဆိုရင်ငါကကျုံတဲ့စနစ်ကိုပဲယူလိုက်တော့မယ်ညီဖြစ်သူကသူ့ရဲ့စနစ်အစ်စ်ကိုစမ်းသပ်ချင်စောနဲ့ဘေးနားကခွက်တစ်ခုကိုအစတရားချက်လိုက်တယ်တာမန်ခွက်အသေးလေးကချက်ချင်းပဲအေးရမခွက်ကြီးတစ်လုံးဖြစ်သွားတော့တယ်ဟာအောင်မြင်ပြီးချက်ထွင်တဲ့စနစ်ကတကယ်ပဲငါဟာဖြစ်သွားပြီဒါကငါအသက်နဲ့လဲပြီးကာကွယ်ပေးခဲ့တဲ့ညီရင်းပေါ်အတိတ်ဘဝတုန်းကမိုးတက်မုန်တိုင်းကပ်ပေးကြီးရုတ်တရက်ရောက်လာတော့လူတိုင်းအိမ်ထဲမှာပိတ်မိပြီးရိတ်ခါတွေပြက်လက်ခဲ့တယ်အဲ့ဒီတုန်းကအိမ်မှာခောက်ဆွဲချောင်းနဲ့ပေါင်မုတ်အနှဲငယ်ပဲရှိတာကိုကျွန်တော်ကချက်ထွင်တဲ့စနစ်နဲ့အစတရားချက်ပြီး9နှစ်တာကပ်ပေးကာလပတ်လုံးငှက်ပေးကနေခက်ခဲကြော်ဖြတ်ပေးခဲ့တာကျွန်တော်တို့မျက်စိရှိကလေးရဲ့အိမ်မှာညီဖြစ်သူရဲ့ငယ်တငယ်ချင်းလူရှန်မိသားစုနေထိုင်တဲ့ညီဖြစ်သူကသူတို့မိသားစုကိုအစားအစာတွေချက်ပြီးကူညီပေးဖို့ကျွန်တော်ကိုအကြိမ်ကြိမ်တောင်းပန်ခဲ့ဘူးတယ်ဒါပေမဲ့ကဘာပြက်ကတ်ထဲမှာလူစိတ်တွေကအကဲခက်ရခက်လုံးလို့အနေရများတာကြောင့်ကျွန်တော်ညှင်းဆန်ခဲ့တယ်ကျွန်တော်ရဲ့အကူအညီမပါဘဲလူရှန်မိသားစုဟာ9နှစ်တာကာလကိုမကြော်ဖြတ်နိုင်ပဲစောစီစီပဲငက်ပြက်ပြီးတေဆုံးသွားခဲ့ကြတယ်တကယ်ကိုရေးစရာကောင်းတာကကျွန်တော်ဟာကဘာပြက်ကတ်ကြီးကိုအောင်မြင်စွာကြော်ဖြတ်နိုင်ခဲ့ပေမဲ့ကိုယ်တိုင်ကျွေးမွေးဆောက်ရှောက်ခဲ့တဲ့ညီရင်းရဲ့လက်ချက်နဲ့တေဆုံးခဲ့ရတာပဲအခုတော့ချက်ထွင်တဲ့စနစ်ကငါလက်ထဲရောက်ပြီဆိုတော့မင်းအားကြမနေဘူးလားငါကငါလိုရှိတဲ့အရာမှန်သမျှကိုအကြီးကြီးလုပ်လို့ရတယ်လေမင်းရဲ့ကျုံတဲ့စနစ်ကတော့ဘာမှသုံးစားလို့ရမှာမဟုတ်ဘူးညီဖြစ်သူကကျွန်တော်ပြန်လဲဝင်စားလာသလားဆိုတာကိုစမ်းသပ်တဲ့အနေနဲ့တယော်တဲ့မျက်လုံးတွေတန်တရားတွေနဲ့ကြည့်ပြီးမေးလာတယ်ကျွန်တော်စိတ်ကိုလျှော့ဘာမှမဖြစ်တယ်လို့ဟန်ဆောင်ပြီးပြုံးပြလိုက်တယ်ဘာကွာလို့လဲစနစ်တစ်ခုပဲဟာကိုမင်းကြိုက်ရင်မင်းယူပေါ်ငါကတော့ဘာဖြစ်ရတယ်ကျွန်တော်ကချက်ထွင်တဲ့စနစ်အပေါ်ဘာစိတ်ဝင်စားမှုမှမရှိတာကိုမြင်တော့မှညီဖြစ်သူကစိတ်အေးသွားပြီးပြုံးနိုင်တော့တယ်ကျွန်တော်ကောင်းကောင်းကြီးသိတာပေါ့ဒီတစ်ချိန်မှာညီဖြစ်သူဟာသူ့ရဲ့ငယ်တငယ်ချင်းမိသားစုကိုတွားကင်မှာတေးချတယ်ဒါပေမဲ့ကဘာပြက်ကတ်ထဲမှာဒီလိုစနစ်မျိုးရှိနေမှတခြားလူတွေတည်သွားရင်ညီဖြစ်သူအတွက်ဘယ်လိုမှဘေးကင်းမှာမဟုတ်တော့ဘူးလူတိုင်းကဒီစနစ်ကိုလူယူဖို့ပဲကြံစီကြလိမ့်မယ်ညီဖြစ်သူကစိတ်လှုပ်ရှားစွာနဲ့အိမ်ပြင်ကိုပြေးထွက်သွားပြီးလူရှက်ရဲ့အိမ်တကားကိုတွားခောက်တယ်လူရှက်ကအံ့ဩတုန်လှုပ်စွာနဲ့ဟောက်မင်းဘာလို့ရောက်လာတာလဲလို့မေးတော့ညီဖြစ်သူကဟေးလူကအိမ်ထဲဝင်ပြောရအောင်ငါမှမင်းကိုပြောစရာလှုပ်ဝက်ချက်အကြီးကြီးရှိတယ်ဆိုပြီးလူရှက်ရဲ့ပကုံးကိုရင်းရင်းနှီးနှီးဖက်လိုက်တယ်လူရှက်ရဲ့မျက်နှာပေါ်ကရွှေရှာဆက်စုံမှုတွေကိုသူလုံးဝသတိမထားမိခဲ့ဘူးမျက်နှာချင်းဆိုင်အိမ်တကားပိတ်သွားတာနဲ့ကျွန်တော်ချက်ချင်းဖုန်းထုတ်ပြီးရက်စွဲကိုကြည့်လိုက်တယ်14ရက်နေ့ကပ်ပေးမှုကြီးရွာသွန်းဖို့3ရက်ပဲလိုတော့တယ်အချိန်မီပါသေးတယ်ကျွန်တော်ချက်ချင်းပဲကားမောင်းထွက်ပြီးအနီးနားကစူပါမားကတ်တွေစီသွားကစားစရာတောက်စရာနဲ့အသုံးဆောင်မှန်သမျှကိုတင်းကျုံဝယ်ယူတော့တယ်ခောက်ဆွဲချောင်းပေါင်မုတ်စားတဲ့ကြရှိခံမဲ့အစားအစာတွေပြင်တ िश ူပြီးမှန်ဆောင်ကောင်းစားတဲ့နေ့စဉ်သုံးပစ္စည်းတွေကိုပါအကုန်ဝယ်တဲ့အဲ့ဒီအပြင်စံကြုံမုံနဲ့ဟင်းသီးဟင်းရွက်မျိုးစိမျိုးစုံကိုပါဝယ်ယူခဲ့တယ်နောက်တစ်ချိန်မှာအသားမြဲစားနိုင်ဖို့အတွက်ကြက်ပေါက်စလေးတွေကိုပါအုပ်စုလိုက်ဝယ်ခဲ့သေးတယ်ပရီဘောကဆိုင်ကိုပါသွားပြီးအိမ်ထောင်ပရီဘောကအစုံလင်းကိုကိုယ်တိုင်ရွေးချယ်ဝယ်ယူခဲ့တယ်ကျွန်တော်ကိုအတွက်အိမ်အစ်စ်လေးတစ်လုံးဖန်တီးဖို့ပြင်ဆင်နေတာကျွန်တော်တိုက်ခန်းကအထက်မြင့်မှာရှိလို့အတိတ်ဘဝတုန်းကမိုးဘလောက်ရွာအနေရမရှိခဲ့ဘူးဒါကြောင့်တိုက်ခန်းကနေထွက်ခွာဖို့အစီအစဉ်မရှိပေမဲ့တခြားပုံစံတစ်မျိုးနဲ့နေထိုင်သွားမှာဖြစ်တယ်။ငါရဲ့ဘန်ကတ်ထဲကပတ်စံတွေအကုန်လုံးပြောင်းတလင်းခသွားတဲ့အထိကျွန်တော်အပြတ်သက်ဝယ်ယူစုဆောင်းခဲ့တဲ့တစ်ဖက်မှာတော့ညီဖြစ်သူကကပ်ပေးကြီးလာတော့မယ်ဆိုတာသိရတာနဲ့ဘာပြင်ဆင်မှုမှမလုပ်ပဲအေးဆေးနေတော့ပဲသူကသူ့ရဲ့ချက်ထွင်တဲ့စနစ်နဲ့အစားအစာတွေကိုအစာတရားချက်နိုင်နေဆိုပြီးစိုးရိမ်စိတ်မရှိပဲမျောလင်းချက်တွေတောက်ပနေတာသူဘာကိုမျောလင်းနေလဲဆိုတာကျွန်တော်ကောင်းကောင်းကြီးသိတာပေါ့သူကရိတ်ခါပြက်လက်တဲ့အချိန်ကြာမှကယ်တင်ရှင်ကြီးအဖြစ်ထွက်ပေါ်လာပြီးသူ့ရဲ့ငယ်တငယ်ချင်းလူရှန်မိသားစုကိုကယ်တင်ချင်တာအဲ့ဒီလိုလုပ်ပြီးလူရှန်ကိုသူ့အပေါ်ပို့ပြီးအလေးနဲ့ထားလာအောင်လုပ်ချင်နေတာကျွန်တော်ကတော့သူ့ကိုလူရှန်ရဲ့ညီကိုကောင်းတယောက်လိုပဲထင်ခဲ့တာတကယ်တော့သူကအချစ်ဦးအတွက်နဲ့အကိုအရင်ကိုပါတည့်ရဲတဲ့အထိညံမရှိတဲ့ကောင်ပဲ
ညဘက်ညီဖြစ်သူအိမ်ပြန်ရောက်လာတဲ့အခါမျက်လုံးတွေကစိတ်လှုပ်ရှားမှုကြောင့်တောက်ပနေပြီးလူရှက်တဲ့တခုခုဂတိကဝတ်ပြုခဲ့တဲ့ပုံစံမျိုးဖြစ်နေတဲ့အကူငါသားလူကောတို့မိသားစုကိုကယ်တင်နိုင်ရင်လူကောကငါ့ကိုပို့ပြီးတမိုးထားလာမှာမဟုတ်ဘူးလားညီဖြစ်သူကမျှော်လင့်ချက်အပြည့်နဲ့မေးလာတယ်ကျွန်တော်ကအေးဆက်ဆက်ပဲပြန်ပြောလိုက်တယ်မထင်ပါဘူးဟာမဖြစ်နိုင်တာလူကောကငါ့ကိုအလေးနဲ့ထားမှတေးကြတဲ့အကူအမှန်တိုင်းပြောစမ်းငါနဲ့လူကောရင်းနှီးနေတာကိုကြည့်ပြီးစိတ်ထဲမကြည်မနှက်ဖြစ်နေတာမလားအကူကငါတို့ထက်2နှစ်တောင်ကြီးတာပဲကလေးလိုလျှောက်ပြီးတဝင်းတုံးမနေပါနဲ့ကျွန်တော်ညီဖြစ်သူရဲ့စကားကိုပြန်မပြောတော့ပဲဖုန်းကိုပဲငုံကြည့်ပြီးအွန်လိုင်းကနေကိုလိုချင်တဲ့ပစ္စည်းတွေကိုစက်ဝယ်နေခဲ့တယ်ကျွန်တော်ညီဖြစ်သူရဲ့လက်ချက်နဲ့တစ်ချိန်တေးခဲ့ပြီးပြီမို့ဒီတစ်ချိန်မှာတော့အဲ့ဒီလိုဖြစ်ဆုံးမျိုးအဖြစ်မခံတော့ဘူးမင်းဘာသာမင်းသိချင်သေးပေါ့အကူမင်းစီမှာပတ်စံရှိသေးရင်ငါ့ကိုတောင်းကနန်းလောက်ခဏချိပါဦးစားစရာတချို့ဝယ်မလို့စားစရာဝယ်ဖို့တောင်းကနန်းမင်းခုနတင်စားလာတာမဟုတ်ဘူးလားအဲ့ဓာတွေကအကုန်အစာကြေသွားပြီလေငါကအစာမြန်တာမင်းလဲတီသားနဲ့ညီဖြစ်သူကပြုံးစီစီနဲ့အနားကပ်လာပေမဲ့ကျွန်တော်ကတော့မျက်နှာသေးနေပဲမရှိတော့ဘူးငါခုနတင်ရေခဲတက်တာအစ်တလုံးဝယ်လိုက်လို့ပတ်စံအကုန်ကုန်သွားပြီရေခဲတက်တာဝယ်တယ်ဘာလို့ရေခဲတက်တာအစ်ဝယ်တာလဲညီဖြစ်သူကသူ့အမူအရာပြတ်သွားတာကိုတတိယပြီးချက်ချင်းပဲပြုံးကဖုံးဖိလိုက်တယ်ငါကတီးချင်လို့မေးကြည့်တာပါဒါနဲ့အကူအခန်းထဲကစားစရာတွေကိုငါရက်ွက်ထဲကတကိုရီအဖိုးဖွားတွေကိုတွားလူလိုက်ပြီးသူတို့ခမများရှင်တန်ရတာမလွယ်ကူရှာဘူးလေအကူစိတ်မဆိုးပါဘူးနော်ညီဖြစ်သူကအရှုံးဖောက်တယ်လို့ပြုံးနေပြီးကျွန်တော်စီကချီးမွမ်းစကားကိုစောင့်မျှော်နေပုံရတဲ့ညီဖြစ်သူကဒီဘဝမှာသူလိုချင်တဲ့ချက်တွေနဲ့စနစ်ကိုရယုံတင်မကကျွန်တော်ရဲ့နောက်ဆုံးရိတ်ခါတွေကိုပါတခြားလူစီပေးပစ်လိုက်လိမ့်မယ်လို့ကျွန်တော်ထင်မထားခဲ့ဘူးဒါကကျွန်တော်ကိုအငတ်ပေးဆိုင်ပြီးအသေးတုံးပို့နေတာထင်ရှားနေတာပဲတကယ်လို့သာကျွန်တော်ပြန်လဲဝင်စားမလာခဲ့ရင်စနစ်တာမရှိခဲ့ရင်ဒီတစ်ချိန်ကဘာပြက်ကမှကျွန်တော်အေကံမှုချတည်ဆုံးရမှာပဲညီဖြစ်သူရဲ့ဟန်ဆောင်ပြုံးတွေကိုကြည့်ပြီးကျွန်တော်စိတ်ထဲမှာသူ့အပေါ်ရုံရှာမုန်းတိမှုတွေပိုပြီးတိုးလာခဲ့တယ်ကျွန်တော်ဘက်ကတော့ညီဖြစ်သူအပေါ်အကောင်းဆုံးဖြည့်ဆည်းပေးခဲ့တယ်လို့ယူဆတဲ့ငယ်စဉ်ကတည်းကမိဘနှစ်ပါးဆုံးပါသွားခဲ့လို့အကိုကြီးအဖအရာဆိုသလိုမိဘကိုစားတာဝန်ယူပြီးကြောင်းထုတ်ကညီဖြစ်သူကိုကြောင်းထားပေးခဲ့တယ်ညီဖြစ်သူကစာမကြိုးစားပေမဲ့ကျွန်တော်တခါမှမစုခဲ့ဘူးသူ့ရဲ့မုတ်ဖိုးဆိုရင်လည်းရွယ်တူတွေထက်အများကြီးပိုပေးခဲ့တယ်ဒီပတ်စံတွေကကျွန်တော်အသက်နဲ့လဲပြီးအလုပ်ကြကိုစားပြီးရှာဖွေခဲ့ရတာတွေပဲနောက်ပိုင်းညီဖြစ်သူတက္ကသိုလ်မအောင်ပေမဲ့ကျွန်တော်ကတော့ကိုချီတော့ကိုရက်ပြီးမြို့ပေါ်မှာအိမ်ဝယ်နိုင်ခဲ့လို့ညီဖြစ်သူကိုခေါ်ပြီးအတူတူနေခဲ့တာဒါပေမဲ့မထင်မှတ်ပဲမျက်နှာချင်းဆိုင်အိမ်မှာညီဖြစ်သူရဲ့ငယ်သူချင်းလူရှက်နေထိုင်နေတဲ့လူရှက်လူမိသားစုကအစိုးရမြေတင်စီမှုကြောင့်ရော်ချင်းငွေအမြောက်များရပြီးချမ်းသာသွားလို့ရွာကနေပြောင်းလာကြတာညီဖြစ်သူကရုပ်ချောပြီးပတ်စံရှိတဲ့လူရှက်ကိုမြင်မြင်ချင်းပဲဖားလန်ကောင်းလို့နောက်ကနေတကောက်ကောက်လိုက်တော့တာပဲအတိတ်ဘဝကဘာပြက်ပြက်တုန်းကလူရှက်မိသားစုကိုကူညီဖို့ကျွန်တော်သဘောမတူတာကိုညီဖြစ်သူကကျွန်တော်မရှိခိုက်ကျွန်တော်တို့ရဲ့ရိတ်ခါသုံးပုံတစ်ပုံကိုလူရှက်လို့စီခိုးပေးခဲ့သေးတယ်အဲ့ဒီတုန်းကကျွန်တော်ဘာမှမတတ်နိုင်တော့ပဲတခြားလူတွေလာမခိုးနိုင်အောင်အိမ်တကားကိုပဲအမြဲမြံစွာတောက်ခတ်ထားခဲ့ရတယ်တကယ်တော့ညီဖြစ်သူရဲ့မျက်လုံးထဲမှာသူ့အပေါ်ဘာနှွေးထွေးမှုမှမပြတဲ့အပြင်လူတစ်ယောက်ကတောင်းအနှစ်အလကာလပတ်လုံးကျွေးမွေးပြုစုလာတဲ့အကိုအရင်ထက်ပိုပြီးအရေးပါနေတာပဲကျွန်တော်ညီဖြစ်သူအပေါ်လုံးဝစိတ်ကုန်သွားခဲ့ပြီးညီဖြစ်သူကရေမောရင်ကျွန်တော်ပခုံးကိုပုတ်ပြီးပြောတယ်အကိုကအကောင်းဆုံးပဲဒီလိုကိစ္စတေးသေးလေးအတွက်နဲ့ငါ့ကိုစိတ်မဆိုးမှန်းငါတီးသားပဲငါနည်းနည်းပင်ပန်းလို့သွားအိတ်တော့မယ်အကိုလည်းစောစောအိမ်တော့သူလက်ထွက်သွားတာနဲ့ကျွန်တော်လည်းကိုယ်ခန်းထဲဝင်ပြီးတောက်ခက်ကကိုယ့်အတွက်လုံခြုံစိတ်ချရမယ့်ပုံကိုရနေရာကိုစတင်စီမံတော့တယ်ကျွန်တော်လေအားလျက်စစ်ထုတ်လုပ်တဲ့စက်ပစ္စည်းတွေကိုပါဝယ်ယူထားလို့မိုးတမုံတိုင်းတွေဘလောက်ပြင်းထန်ပါစေကျွန်တော်စီမှာတော့လျက်စစ်မီကအမြဲတမ်းရရှိနေမှာဖြစ်တယ်လိုအပ်တဲ့ပစ္စည်းမှန်သမျှအကုန်စင်သင့်ဖြစ်ပြီးမှုအခုကျွန်တော်အေးအေးဆေးဆေးစောင့်ဆိုင်ရုံပဲညီဖြစ်သူကတော့သူ့မှာချက်ထွင်တဲ့စနစ်ရှိတယ်ဆိုပြီးဘာမှမပူပန်ပဲသူ့ရဲ့မုတ်ဖို့အနေငယ်နဲ့ရာကနန်းဖိုးလောက်ပဲစားစရာဝယ်ပြီးသူ့ခန်းထဲမှာတောက်ခတ်သိမ်းထားတဲ့ကျွန်တော်ခိုးစားမှာကိုကြောက်နေတဲ့ပုံစံမျိုးပဲကျွန်တော်ကတော့ကျွန်တော်ကိုယ်တိုင်ဝယ်ထားတဲ့ဒီတိုက်ခန်းကြီးကိုစွန့်လွတ်ဖို့ဆုံးဖြတ်လိုက်တယ်ဘာလို့လဲဆိုတော့ဒီအခန်းထဲမှာဆက်နေရင်ကျွန်တော်ဘယ်လောက်ပဲတင်းငယ်သွားပါစေသူတို့ရှာတွေ့သွားနိုင်ခြေရှိလို့ပဲဒါကြောင့်ကျွန်တော်တခြားနေရာတစ်ခုကိုရွေးချယ်လိုက်တယ်အဲ့ဒါကတော့ကျွန်တော်အိတ်ခန်းထဲကလှုပ်ဝက်ခန်းငယ်လေးပဲဒါကအိမ်လစင်တုန်းကကျွန်တော်တည်တံ့ဖန်တီးထားတဲ့လှုပ်ဝက်ခန်းဖြစ်ပြီးညီဖြစ်သူကိုတခါမှမပြောပြခဲ့ဘူးဒီအခန်းလေးကတာမန်အိမ်သားတစ်ခုစားလောက်ပဲကျယ်ဝန်းပေမဲ့ကျုံသွားမဲ့ကျွန်တော်အတွက်တော့တကယ်ကိုလုံခြုံစိတ်ချရတဲ့နန်းတော်ကြီးတစ်ခုပဲအခန်းရဲ့တကားအဖွင့်အပိတ်ကိုကျွန်တော်ဖုန်းထဲကစနစ်နဲ့ပဲထိန်းချုပ်ရတာမို့ညီဖြစ်သူတည်သွားရင်တော့ဘလို့မှဖွင့်နိုင်မှာမဟုတ်ဘူးအဲ့ဒီအပြင်ကျွန်တော်ကားမောင်းပြီးကီလိုမီတာအဝေးကြီးမှာရှိတဲ့တော်ရမြေစီသွားခဲ့တယ်ပြီးတော့ကျုံတဲ့စနစ်ကိုတုံးပြီးမြေစီလွာပုံကြီးကိုကျုပ်ပစ်လိုက်တယ်ဒါမှနောက်ကျရင်ဒီမြေစီလွာနဲ့မျိုးစေ့တွေကိုတုံးပြီးဟင်းသီးဟင်းရွက်တွေကိုယ်တိုင်စိုက်ပျိုးပြီးစားတောက်နိုင်မှာဖြစ်တယ်တစ်ပင်အနေငယ်ကိုပါကျုံပြီးအတူတူတည်ဆောင်လာခဲ့တယ်မကြခင်မှာပဲကျွန်တော်မှယူထားတဲ့အစားအစာတွေနဲ့ပရီဘောဂတွေအကုန်ရောက်လာခဲ့ပြီးကဘာပြက်မိုးကြီးရွာဖို့တရက်ပဲလိုတော့တယ်ကျွန်တော်ပစ္စည်းပို့ရမယ်လိပ်စာကိုမြို့ပြင်ကလူသူစိတ်ညံတဲ့ကြေးရွာကအိမ်ဟောင်းစီကိုပဲပို့ခိုင်းခဲ့တယ်အဲ့ဒီရွာကပစ္စည်းယူရင်းနေပြီးလူသူမရှိဘူးအိမ်ဟောင်းကြီးထဲမှာပရီဘောဂတွေလျှက်စစ်ပစ္စည်းတွေအစားအစာတွေနဲ့နေ့စဉ်သုံးပစ္စည်းတွေပြည့်နေနေခဲ့တယ်ကျွန်တော်လူသူကင်းရှင်းတဲ့အချိန်ကိုစောင့်ပြီးကျုံတဲ့စနစ်နဲ့အဲ့ဒီပစ္စည်းအလုံးကိုတေးသေးလေးဖြစ်အောင်ကျုံကကြိုတင်ပြင်ဆင်ထားတဲ့တက်တာတွေထည့်လိုက်တယ်နောက်ဆုံးမှာတော့ကျွန်တော်ခဏလောက်ဝေခွင့်မရဖြစ်နေပြီးမှဒီကြေးရွာကအိမ်ဟောင်းလေးကိုပါတပါးတဲ့ကျုံပြီးတဲဆောင်ဖို့ဆုံးဖြတ်လိုက်တယ်ညတကောင်လူချီတိတ်ချိန်မှာကျွန်တော်ကားမောင်းပြီးအိမ်ပြန်လာခဲ့တယ်ပြီးတော့အဲ့ဒီပစ္စည်းအလုံးကိုလှုပ်ဝက်အခန်းထဲရွှေ့ပြောင်းလိုက်တဲ့ညီဖြစ်သူကတော့ဒီရက်ပိုင်းမှာသူ့ရဲ့အစီအစဉ်တွေအောင်မြင်တော့မယ်ဆိုပြီးအလွန်မင်းစိတ်လှုပ်ရှားနေတာကြောင့်ကျွန်တော်ဘာလုပ်နေလဲဆိုတာကိုလုံးဝသတိမထားမိခဲ့ဘူး
လျှို့ဝှက်ခန်းထဲမှာလေထုတက်ဆင်စနစ်ကိုကြိုတင်တက်ဆင်ထားလို့ဒီထဲမှာနှစ်ပေါင်းများစွာနေရင်တော့အောက်ဆီဂျင်ပြတ်လက်မှာကိုစိုးရိမ်စရာမလိုဘူးပြီးတော့9လီတာဆန်ရေပလင်းကြီးတွေကိုမကြုံပဲဒီတိုင်းဖွင့်ပြီးရေကန်ငယ်စားလေးနဲ့လောင်းထက်ကနောက်သုံးဖို့ရေအရင်မြစ်အဖြစ်ဖန်တီးလိုက်တဲ့အခန်းထဲမှာလျှက်စစ်မီလုံးတွေတက်ဆင်ထားပြီးရင်းတို့ကိုကျွန်တော်ဖုန်းနဲ့ပဲပိတ်ဖွင့်ထိန်းချုပ်လို့ရတယ်တညလုံးစနစ်တကျပြင်ဆင်ပြီးတဲ့နောက်မှာတော့လျှို့ဝှက်အခန်းလေးဟာတင်းငယ်တဲ့စိုက်ပျိုးမွေးမြူရေးခြံကြီးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပြီးအစတရားကျုံသွားတဲ့ကြက်ပေါက်စလေးတွေရဲ့အော်တန်ကအလွန်တင်းငယ်လွန်ပြီးသူတို့ကမျက်ခြောက်ပုံထဲမှာပိုးကောင်တွေကိုလိုက်လံထိုးစိတ်နေကြတဲ့မွေးမြူရေးခြံရဲ့ဘေးမှာတော့ကျွန်တော်ရဲ့အိမ်ဟောင်းလေးရှိနေပြီးအိမ်ထဲမှာလျှက်စစ်ပစ္စည်းအစုံလေးရှိနေတယ်အခုတော့ကျွန်တော်တကယ်ပဲစိတ်အေးလက်အေးနဲ့မိုးတက်မုန်တိုင်းကပ်ပေးကြီးရောက်လာမယ့်အချိန်ကိုငြိမ်သက်စွာစောင့်ဆိုင်းနိုင်ပြီဖြစ်တယ်